ရတဲ့သူတွေနဲ့အမှတ်တရလေးတွေ create လုပ်ဖို့အတွက်ဒီ video လေးမှာပြောပြမယ်ဒါကတော့ Say Cheese ဆိုတဲ့ film studio လေးဖြစ်ပါတယ်။မိုးတို့ကိုရီးယားကားတွေမှာတွေ့ရတယ်လို့မျိုးပေါ့နော်။ချင်းရိုက်ချင်းပုံထုတ်ပေးတဲ့နေရာလေးပါ။ပုံ size တွေလည်းမျိုးစုံရှိရဲ။နောက်ပြီးတော့မိုးတို့ဒီဓာတ်ပုံရိုက်တဲ့အခါမှာပေါ့နော်ဝေကမဲ့ accessory လေးတွေဘီကုတ်လေးတွေအယုတ်ကလေးတွေလည်းတော်တော်စုံပါတယ်။မို့လို့တကယ်ချင်းတယောက်ကတော့စိတ်ကြိုက်အများကြီးပဲရွေးခဲ့တယ်ပေါ့နော်။ပြီးတော့ဒီမှန်ကြီးကိုတော့တော်တော်သဘောကျတယ်။သူကဓာတ်ပုံမြိုက်ခင်မှာအလှပြင်မှုအတွက်မှန်လေးတွေဘီလေးတွေထားပေးထားတယ်။နောက်ပြီးတော့ဖြောင်းဆက်တွေပါရှိရဆိုတော့တော်တော်လေး main ကလေးတွေအတွက်အရန် convenience ဖြစ်တဲ့ photo studio လေးလို့ပြောရမှာပါဓာတ်ပုံရိုက်တဲ့အချိန်မှာတိုင်မှာအရန်ချိန်နေတာဖြစ်တဲ့အတွက်ကျမတို့နှစ်ယောက်ရဲ့ခရက်ထနေမှုကတော့ကြည့်လိုက်ပါတော့နော်ကရက်တွေထားပြီးတဲ့နောက်မှာတော့ပေါ့နော်ဓာတ်ပုံလေး10ပုံထွက်လာပါတယ်အဲ့10ပုံတွေကကိုကြိုက်တဲ့4ပုံရွေးလိုက်ပြီးတော့ frame တွေပါရွေးပြီးသွားလို့ရှိရင်အခုလိုမျိုးသူကဓာတ်ပုံလေး2ပုံထုတ်ပေးရပေါ့နော်ပြီးတော့ QR scan ဖတ်လိုက်လို့ရှိရင်ဒီလိုမျိုး video လေးလည်းပြန်ရသေးရဖြစ်တဲ့အတွက်တော်တော်လေးပျော်ဖို့ကောင်းပါတယ်ဈေးနှုန်းကလည်း2ကတ်ထုတ်ပြီးတော့12000ပဲရှိတာဖြစ်တဲ့အတွက်တော်တော်လေးတန်တယ်ပေါ့နော်ဆိုတော့ကိုတငယ်ချင်းနဲ့တွားကြည့်လိုက်အောင်နော်